လူပြောင်းကြော်ညာလေးမို့လို့တစ်ချက်လေး share ပေးကြပါအောင်เนาะညီမလေးနာမည်ကစုမြတ်မော်လို့ခေါ်ပါတယ်မဟာချိုင်မှာပါ19ရက်နေ့ည9နာရီနဲ့10နာရီကြားထဲမှာအမိုက်စင်ပြစ်မယ်ဆိုပြီးစင်ဝါရနေပြီးတော့လုံးဝပြောက်ဆုံးသွားတယ်ဆက်သွယ်လည်းမရဘူးဖုန်းနဲ့လည်းဆက်သွယ်လို့မရဖြစ်သွားတယ်ပေါ့နော်အဲ့အတွက်ကြောင့်မို့လို့တဲရောက်များသိတယ်ဒါမှမဟုတ်လဲကိုနီးစပ်မှာတွေ့ရဆိုလို့ရှိရင်အကြောင်းကြားပေးကြပါတခုခုပေါ့နော်ကိုမြင်လိုက်မိတာတို့သတင်းစာနာရတာတို့ဆိုလဲဒီဖုန်းတွေကိုဆက်သွယ်လို့ရပါတယ်ဒါသူ့ရဲ့မိသားစုဖုန်းတွေဖြစ်ပါတယ်ရဲစခန်းမှာလည်းတွားပြီးအမှုဖွင့်လာတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီထိုင်းသိမ်းထားတာပဲဖြစ်ဖြစ်ဒါမှမဟုတ်လက်ခံထားတာပဲဖြစ်ဖြစ်ရှိခဲ့တယ်ဆိုလို့ရှိရင်လည်းမြန်မြန်လေးကြောင်းကြပေးဖို့လိုပါတယ်ရဲမှုကင်းဖြစ်သွားပြီဆိုရင်ကြတော့လေအချုပ်တွေဖြစ်လာနိုင်တယ်ပေါ့နော်အဲ့ဒါကြောင့်မို့လို့ပါကိုယ့်ရဲ့ live လေး share လေးတစ်ခုကလည်းအကူအညီဖြစ်တာပဲဖြစ်တဲ့အတွက်ကြောင့်မို့လို့ပေါ့နော်အချင်းချင်းလေးသိအောင်လည်းနည်းနည်းပါးပါး share ပေးကြပါဒီပုံကတော့အရင်ကပုံဟောင်းလေးဖြစ်ပါတယ်အခုကတော့သပင်အဝါရောင်နဲ့လို့ပြောပါတယ်မြန်မာစကားအရင်ကြီးမပြောတတ်ပါဘူးဘိတ်ကဖြစ်ပါတယ်ဘိတ်သူဆိုတဲ့ခါကျတော့ဒီသူတို့အရက်စကားပဲပြောတတ်တယ်ပေါ့နော်အဲ့ဒီအတွက်ကြောင့်မို့လို့မိခိုနေရတဲ့မိသားစုတွေရှိတယ်လူကြီးတွေလည်းကြံခဲ့တာဖြစ်တဲ့အတွက်ကြောင့်မို့လို့အခုကြည့်နေတဲ့ထဲမှာလည်းရှိရဆိုလို့ရှိရင်မြင်ခဲ့တယ်ဆိုလို့ရှိရင်မြန်မြန်လေးအိမ်ကိုပြန်ဆက်သွယ်ပေးလိုက်ပါအဲ့လိုမှမဟုတ်ဘူးအကြောင်းတစ်ခုခုချောင်းဆိုလို့ရှိရင်လည်းနီးစပ်ရများတွေ့မိတယ်ဆိုလို့ရှိရင်နည်းနည်းပါးပါးဆက်သွယ်ပေးလိုက်ကြပါအောင်เนาะသူများနိုင်ငံမှာဆိုတော့လေအခုရဲကိုလည်းတိုင်ထားတယ်ဆိုပေမဲ့မြန်မာနိုင်ငံသားအရေးဆိုတော့တည့်ရတဲ့အတိုင်းပေါ့နော်အခုတပြင်းလဲရှာပေးချင်မှရှာပေးမှလေဘာဖြစ်လို့ဖြစ်မှမသိဖြစ်နေတဲ့အခြေအနေဖြစ်တဲ့အတွက်ကြောင့်မို့လို့မိသားစုဝင်တွေကစိတ်ပူနေပါတယ်19ရက်နေ့ကနေ22ရက်နေ့ဆိုတော့ရက်တောင်တော်တော်ကြာနေပြီဖြစ်တဲ့အတွက်ကြောင့်မို့လို့ဆက်သွယ်ပေးပါပြီးတော့နောက်တစ်ခါကျတော့ဘိတ်စကားပေါ့နော်ကြွကျင်တဲ့သူတွေအနေနဲ့လည်း comment မှာဘာသာပြန်ပေးတာလေးပြလုပ်ပေးရင်တော့ပို့ပြီးကြိုးချိနိုင်တော့ပါတယ်ကူညီလိုက်ကြပါအောင်နော်